အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာကြီးတော်ရာဆွေရေးသားခဲ့တဲ့ဤလောကမြင်မဟိဝဲဆိုတဲ့စာအုပ်ထဲကအနုနဲ့အကျမ်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မတင်ဆက်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမေတ္တာရက်ခံပေးရစေခင်ဗျာအနုနဲ့အကျမ်း1955ခုနှစ်ဒီဇင်ဘာလနနက်ခင်းနှင်းတွေဝင်နေခြင်းဝဲကျွန်တော်အိမ်တော်ဖေးကုန်းမြင့်ကွင်းပြင်ကျဲကြီးတဲ့ရှိတခုတည်းသောဇီးပင်အောင်၌ကျွန်တော်ဒီအလောင်းတစ်ခုကိုမြုပ်နိုင်ရန်ပေါက်ပြားတက်လက်နှင့်တွင်းတူးလျက်ရှိ၏ကျွန်တော်ဇနီးကအလောင်းကိုအဝတ်နှင့်ပတ်၍ရင်ဝယ်ပိုက်ခါငိုယိုလျက်ရှိ၏ကွယ်လွန်သူကစီစီမာမြည်သောကြောင်မဒန်းမာလေးဖြစ်၏ရိုးရိုးတေတာဆိုရင်မေဒီလောက်ဝမ်းမနေပါဘူးမောင်ရဲ့ခုတော့ဘဲကခွေးကလေးကဝတွေလည်းမတီးဘူးမှန်ပါတယ်ညကတကောင်ကျော်လောက်အချိန်တွင်အိမ်အောက်တွင်ကြောင်ကိုခွေးတွေဝိုင်းကြိုက်တန်ကြားရ၍ကျွန်တော်လက်နေသမီးနှင့်ဓာတ်တစ်ဖက်ကင်ပြီးဆင်းတော့ညလေခွေးတအုပ်ထွက်ပြေးကြသည်စီစီမာမာမချီမဆန့်ကြံခဲ့သည်အိမ်မော်ယူလာခဲ့၍ဂေါစားနှင့်ထွေးပိုက်ခါအိမ်မှာရှိသမျှစေးဝါးနှင့်ကုသပါတော့လဲခွေးအဆွဲရာတွေကအစုံနှင့်အသေးထိအောင်ပေါက်နေသဖြင့်တတဝါတို့ဤမလွန်ဆန်နိုင်သောသင်္ခါရတရားအရာနနက်လင်းအားကြီး၄နာရီလောက်တွင်တဇီဝသဘောမှအဇီဝသဘောတို့ကန့်နီနိုင်စီပိုင်လန်းချောပါရောလားခမညာစင်စစ်ကျွန်တော်ဤမူလဗီဇသဘောတရားအရာပြောရပါမူဒီလိုအိမ်ကကြောင်ကိုခွေးကိုက်၍တေခြင်းသည်ဟင်းကောင်းကောင်းကြီးတအိုးယတနာပုံစိုက်ခြင်းပင်ကိုက်တော်ခွေးများအားကျေးဇူးဥပကာယတင်ရမည်အယိုးအရင်များကိုကြွေးရပေမည်ကျွန်တော်ဤမူလဇာတိမှာအင်မတန်အစားအသောက်ကျန်သောပေါင်းတီမြို့နယ်ကျေးလက်တော်ရွာတွင်မွေးဖွားကြီးပြင်းခဲ့သည်ကျွန်တော်တို့အရက်သားများသည်မွေကိုလည်းစား၏ဖားကိုလည်းစား၏ကြွက်ကိုလည်းစား၏ကြောင်ကိုကာလာသားစခန်းမှာထိတ်တန်းကထား၏ကြောင်သားသည်ကြွက်သားထက်ကောင်း၏ဝက်သားထက်လည်းကောင်း၏ကြောင်ကိုမီးမြိုက်၍ချက်လိုက်သည်ရှိသောဝက်ကလေးကောင်လုံးကျော်လိုပင်အခောက်တစ်ထက်အစီတစ်ထက်အသားတစ်ထက်ဖြစ်ပြီးလဲဝက်သားကဤ၍ကြောင်သားကမဤပဲပူ၍ချူလေ၏ကြောင်သားသည်အဘဲကြောင့်ကောင်းပါသည်နီမစားဘူးမစားဝံ့မစားကျင်တော့လဲစဉ်းစားနိုင်ရန်ဖော်ပြရပါဘူးကြောင်သည်အိမ်မှာလူနှင့်အတူနေ၍လူဤထမင်းဟင်းကိုစားနေရသည်ကိုဗျပေါရိတာဒမင်းလူသားဟင်းဆွဲသွားသည်ကိုတတိချက်ရ၏အချို့ကအိမ်ကြောင်ကိုမစားတဲ့တောကြောင်မှစားကောင်းသည်ဟုမှတ်ထင်၏မှား၏တောကြောင်သည်တောတာခေါင်မာသာရှိတော့မပေါ်လူနေရွာချေဤအနီးပတ်ဝန်းကျင်မှာအိမ်ကြောင်တွေကြီးပေါ်ကြောင်တို့မြည်ဒီမှာအရွယ်ရောက်တည်ရှိသောညအချိန်တွင်အိမ်မှထွက်တတ်ကြ၏ဖိုမမြူးထူးရန်၎င်းကြွက်ဖာခုတ်ရန်၎င်းရွာအပြင်လေကွင်းဆက်မှာလက်ပတ်ကုန်ကြ၏ထိုအခါ၌ကြောင်လိုက်ခွေးတို့နှင့်လာကြသောကြောင်လိုက်သမားများနှင့်တွေ့၍အချင်းဖြစ်ပွားကြကုန်လေ၏ကြောင်လိုက်ခွေးတို့မြည်ဒီမှာကြောင်ရှိရာကိုအနက်ခံတတ်သည်ကြောင်ကိုတွေ့သည်ရှိသောအသင်းလိုက်၏ထိုအခါကြောင်တို့တမတာနီးရတပင်မောတို့တက်ပြေး၏စင်စစ်ကြောင်နှင့်ခွေးကြီးဖြစ်ပါကမူတက်ပြေးစရာတပင်ရှိနေပါကကြောင်ကိုခွေးကဘယ်တော့မှမဖမ်းနိုင်ပေကြောင်လိုက်ခွေးတို့ကဒါကိုနားလည်၏သူတို့ပထမအလုပ်မှာကြောင်ကိုတစ်ပင်ပေါ်တင်ပေးရန်ဖြစ်သည်ဒုတိယအလုပ်မှာကြောင်တစ်ပင်ပေါ်ရောက်နေပြီဖြစ်ကြောင်းအစ်တန်ပေး၍ခေါ်လူရောက်လာပြီးတစ်ပင်ပေါ်တက်၍ကြောင်ကိုရိုက်ချအောက်ရောက်သောအခါ၌လှိမ့်ကိုက်စင်စစ်ကြောင်ကိုတမန်ခွေးများမကိုက်နိုင်ကြောင်မှာသွားတာမကလက်သေးခြေသေးကလည်းတသက်တအားရှိသည်ကြောင်ကိုက်ခွေးများသာလျှင်ကိုလည်းအနာခံ၍စွန့်စားကိုက်ခဲဝင့်ပေသည်ကြောင်ကိုက်ခွေးများအားကြောင်သားကိုမမောအောင်ဟင်းအယိုးအရင်များကိုကျွေးပေးထားရသည်ကြောင်လိုက်ခွေးများသည်ကြောင်လိုက်နေကြဖြစ်ပြီးဆိုသောအခါ၌မလိုက်ရမနေနိုင်လောက်အောင်ပင်ဖြစ်တတ်သည်ညအချိန်မှာကြောင်လိုက်ကရိယာလက်နက်နှင့်လူအိမ်ပေါ်ကဆင်းလာမှာကိုပဲစောင့်နေတတ်သည်မိမိတခင်နှင့်ကြောင်လိုက်ဖုံများလာဖို့ကိုလည်းမျှော်နေတတ်၏တခါတရံမိမိတခင်အကြောင်းတစုံတစ်ခုကြောင့်မလိုက်နိုင်ရင်လည်းသူတို့အားအခြားလိုက်နေကြလူများကခေါ်သွား၍လည်းရ၏စင်စစ်ကကြောင်လိုက်သမားများသည်ကာလာသားဖြစ်ကြသလိုကြောင်လိုက်ခွေးများကလည်းကာလာသားများနှင့်တူပေ၏မှတ်မိပါသေးသည်ကျွန်တော်ရွာမှာနေစဉ်တစ်ချိန်သောအခါ၌ဦးထွန်းစိန်အိမ်ကကြောင်လိုက်ခွေးနှကောင်ကို
ကျွန်တော်တို့အဖို့တစုကခေါ်ခဲ့ကြကရွာကွင်းဆက်မှာကြောင်လိုက်ကြ၏တကောင်ချိန်လောက်၌သုံးပိတ်တာလောက်ရှိသောကြောင်ထီးကြီးတကောင်ရ၍ကျွန်တော်တို့လေထဲမှာပင်မြင်းမြိုက်ကြ၏ခွေးနှစ်ကောင်သည်မြင်းမြိုက်စင်၌ထိုင်ကြည့်နေကြ၏ထို့နောက်ထမ်းရည်ရှိသောကိုမောင်ခိုအိမ်မှာချက်စားကြမည်ဟုကြောင်ကိုယူခဲ့ကြသောအခါ၌လည်းသူတို့ခွေးနှစ်ကောင်ကကျွန်တော်တို့နှင့်အတူလိုက်ခဲ့ကြ၏တကယ်တည်းဗျာကြောင်သားဟင်းချက်ပြီးကျွန်တော်တို့နှင့်အတူစားတော့ပြီးမှပဲသူတို့အိမ်သူတို့ပြန်ကြပါလေရောဤကားကျွန်တော်တို့သည်ရွာအပြင်ဘက်၌အခြားအိမ်ကကြောင်ကိုခွေးနှင့်လိုက်စားကြခြင်းဖြစ်၍ကို့အိမ်ကကြောင်ကိုလည်းစားကြိမ်တန်လျင်စားပြည့်တတ်ကြ၏ရင်းမှာအိမ်ရှိမိန်းမသူတို့သည်ကို့အိမ်ကကြောင်ကိုတနာတတ်ကြ၏တားဆီးတတ်ကြ၏ခွန်ကြီးခွန်ငယ်များတတ်ကြ၏ထိုအခါ၌ကျွန်တော်တို့ယောက်ျားများကအကွက်ဆင်တတ်ကြ၏အတို့ဟုမူထိုကြောင်ကိုအိမ်ကမိန်းမသူစိတ်ပြက်လာအောင်လုပ်ရ၏မြည်တို့လုပ်ရပါသည်။ကြောင်ချီးများကိုကော်၍မလျော်သောနေရာ၌တွားထားခြင်းထမင်းဟင်းများကိုကြောင်အံဖက်တစ်ဖွဲဝါ၍အေကန်အိယာခင်းများပေါ်၌ထွေးထားခြင်းပြုလျက်၎င်းတို့ကိုအိမ်သူမှအားတွေ့စေပြီးကြောင်ကိုဆဲရေးတိုင်းထွာခြင်းများပြုရ၏ရင်းတို့ပြုဖန်များလက်တော့အိမ်ရှင်မစိတ်ပြက်လောက်ပြီးကို့အကြံစီမှဲ့လောက်ပြီးဖြစ်သောအခါ၌စားဖို့လုပ်ရတော့၏မိမိကကြောင်ကိုအားရပါရဆဲရေးတိုင်းထွာနေပါထိုအခါမိမိစားပေါ်ကအိမ်ရှိရောက်လာပြီးမေးဟိတ်ကောင်ရဘာလို့များဒီလောက်ဒေါသထွက်နေရတာလဲကွာအိမ်ကကြောင်ပေါ့ကွာငါလခွေးအိယာပေါ်အန်လားအန်ရဲ့ဖျားကန်းချေးယူလာယူရဲ့ဘဲနဲ့ဒီလောက်အကျင့်ရုပ်လာမှန်းမသိဘူးဟာဒီလိုဆိုဒီကြောင်မျိုးအိမ်မှာမထားတင်ဘူးဟေးစီးပွားရင်လည်းပြတ်တတ်တယ်လူကိုလည်းခိုက်တတ်တယ်ကွာအေးကွာငါတော့ဒီကြောင်ဘယ်နဲ့လုပ်ရမှန်းမသိတော့ပါဘူးကွာတခြားပို့ပစ်လိုက်ပေါ့ကွာရော့ကွာဒါဖြင့်မင်းမဲတင့်တော်ရာပို့ပစ်လိုက်စမ်းပါရင်းတို့လျင်ကို့အိမ်ကကြောင်ကိုတခြားအိမ်၌ဟင်းဖြစ်အောင်လုပ်တတ်ကြရ၏ကဲအထက်ပါတို့ကိုထောက်ချင်းကြလောကျွန်တော်တို့ဒီကြောင်တစ်ကောင်ကိုစားရဖို့အရေးမြည်မျှလောက်အားထားကြံဆောင်ကြရပါသည်။ယခုကအစ၌ဖော်ပြခဲ့သည့်အတိုင်းကိုလက်ထဲပူပူနွေးနွေးရောက်ပြီးသားကြောင်သေးမတန်းမှဝဝကက်ကလေးကိုတွင်းတူးမြင်မြုပ်ရမည်ဆိုတော့အောင်မလေးကျွန်တော်ရွာကငယ်ပေါင်းကြီးပေါ်များကြားသိကြရမည်ဆိုရင်ဖြင့်ဘလောက်များအော်ရီပြည့်ကြလိုက်ပါမည်နီ။တို့ကောင်ကြီးကြီးမှညံ့သွားလေခြင်းမျိုးရောက်မှလူနှုံသွားလိုက်လေခြင်းဟုလဲဆိုရပေမည်ဆိုစီတော့ရှိစေတော့ဒါရီတိလျက်မျက်ရည်ဆက်လက်နှင့်ဇနီးတဲ့ရှိမှနနက်ခင်းနှင်းမုံမုံတွင်နှစ်ဖူးမှချွေးဆို့အောင်တွင်းကိုတူးနေရပါသည်တကယ်ကကျွန်တော်သည်ဒီကြောင်အားမီးဖို့ထဲမှာနှစ်ဖူးကချွေးဆို့အောင်မီးမြိုက်ဖို့ပါအစပထမတွင်ကျွန်တော်သည်ကြောင်သေးပြီဆိုတော့ဒါကိုပဲစဉ်းစားထားပါသည်သို့တော့ကျွန်တော်ဇနီးကတကယ်တည်းလူသေးတဲ့အတိုင်းငိုလေတော့ကြုံရသည့်ဖြစ်အံ1954ခုနှစ်တွင်ယခုကျွန်တော်ဇနီးမေနှင့်အိုးတဲ့အိမ်တဲ့တီထောင်လိုက်ကြသည်တအိမ်နှင့်တအိမ်နိုင်ငံချင်းပဒိမောက်ဖွင့်ရုံလောက်သာကွာသောရက်ကွက်မျိုးမှာနှစ်ပေါင်းများစွာနေခဲ့သောကျွန်တော်သည်ထိုနေရာမျိုးတွင်ညီငွေလှပြီးဖြစ်၍မြို့စင်ကြီးဘုံတို့ထွက်ခဲ့သည်ပြည်လန်း9မိုင်တွင်အတွင်းဘက်ကျသောရွာတန်းရှေခေါ်ရွာအိုးလေးမှာတလအစိတ်ပေးရသောသုံးပင်နှခမ်းအင်္ဂလိပ်ကိုငှားရမ်းနေလိုက်သည်အင်္ဂလိပ်ကရရတက်တာနှင့်ဖြစ်တယ်လို့စောက်ထား၍လုံချလာတော့လဲခြံဝန်းကကျဲလာသည်ဒါသည်ကျွန်တော်တို့အကြိုက်တောစရာအတိုင်းကြက်ဘဲမွေးမြည်အတီးအပင်စိုက်မြည်မိကလည်းရှမ်းပြည်တောင်ကြီးမြို့တွင်ခြံဝန်းကျကျနှင့်နေခဲ့၍သူ့အိမ်မှာလည်းကြက်ဘဲမွေးမြူခဲ့သည်ဖြစ်သောကြောင့်တရိတ်ဆန်မွေးမြူရန်သဘောတူကြသည်သို့တော့တရိတ်ဆန်မွေးတာချင်းသဘောတူကြတော့လဲတရိတ်ဆန်အပေါ်ထားသောသဘောထား၌ကသူနှင့်ကျွန်တော်ကွဲပြားကြလေတော့သည်သူမွေးဖွားကြီးပြင်းခဲ့သောမိသားစုမှာတောင်ကြီးမြို့ပေါ်တွင်ခေတ်ပညာတတ်လာကကြီးစားခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်သူတို့အိမ်ကတရိတ်ဆန်များကိုအတီးတီးချစ်စနိုးနာမည်များပေးကြ၍အချစ်တော်များအဖြစ်မွေးမြူကြသည်ယူရကျင်နာစွာပြုစုကြသည်ကျွန်တော်ကမြင့်မနီးရေဝေးအင်မတန်ပူပြင်းခြောက်တွေ့သောကျေးလက်တော်ရွာမှာအေးရေးပြ၍လှဲတော့ကွာလားဆိုသည့်လေသမားမိသားစုမှပောက်ဖွားကြီးပြင်းလာသူဖြစ်ပါ၏ကျွန်တော်တို့အိမ်တွင်တရိတ်ဆန်ကိုချစ်စနိုးမွေးမြူဒလိမရှိပါကြီး
အိမ်ရှိကြောင်ကအစကြီးလင်စားဖို့လောက်သဘောထားသည်တရိษံတို့အားနာမည်လဲဖွယ်ဖွယ်ရာရာပေးလိမ့်မရှိပဲခွေးများကိုသာကြားလျင်ကုတ်ကြားညိုလျင်မြောက်ညိုပုလျင်တောက်တူလောက်သာခေါ်တတ်ကြပါသည်ဟောဗျာမတ်ရွှေမီကတော့ကျွန်တော်ပထမဦးဆုံးမတီရန်ဝယ်လာခဲ့သောကျမနှစ်ကောင်အားတကောင်ကိုမကျူးတကောင်ကိုမိဆန်ဟုနာမည်ပေးလိုက်ပါကြရောလားမကျူးကသူ့အမတဲ့ဗျာမိဆန်ကကျောင်းမာတုန်းကသူ့အချစ်ဆုံးတငယ်ချင်းနဲ့ဗျသူတို့ချင်းခေါ်တဲ့အတူကောင်းနာမည်တွေကိုအမတ်တရမှဲ့ခေါ်တာတဲ့ဗျာဒီတော့ကျွန်တော်ဒီကျမတွေရိုက်ချက်စားခြင်းရင်အခက်မတွေ့ပါရောလားဒီနောက်ရောက်လာတော့ခွေးများကြောင်များကိုလည်းနာမည်အတီးတီးနဲ့ဖြစ်ကြောခမညာမေဒီတရိษံနာမည်ပေးအလုံးဝါသနာပါ၏အိမ်မှာကြောင်မကလေးမွေးအံ့အထီးအမကြည်ပြီးတကားလားတခါတည်းနာမည်ပေးတော့သည်တစ်ချိန်သောအခါ၌ကျွန်တော်တို့အိမ်မှာကြောင်တွေအစိတ်30လောက်ရှိခဲ့ဘူးသည်နာမည်အတီးတီးနဲ့သူ့ကြောင်နေနာမည်သူပဲမှတ်မိသည်ကျွန်တော်ကကြောင်မကြီး၄-၅ကောင်ကလွဲပြီးမသိတော့ကြီးသူ့ကြောင်များကလည်းကိုယ်နာမည်အတီးတီးတိကြသည်ခေါ်လျင်ထူးပေါ်လာပေါ်ရသည်ဒီလောက်များသည့်နာမည်တွေဘယ်ကရပါသနည်းအများအားဖြင့်အင်္ဂလိပ်အမည်များဖြစ်ပါ၏သူဖတ်သောဝတ္ထုစာအုပ်များထဲမှဇက်ကောင်တွေအမည်နှင့်ကဘာကျော်ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်တွေနာမည်များဖြစ်ကုန်၏ကျွန်တော်တို့သည်ခွေးကိုအိမ်ပေါ်တင်၍မမွေးခဲ့ကြအိမ်ပေါ်ခိတ္တခဏမြအသက်မခံခဲ့ကြဟောမက်ရွှေမင်းနှင့်ကြာကမှကျွန်တော်ခွေးနှင့်အတူအိပ်ရသောအဖြစ်ရောက်ပါရောလားဗျာအကြောင်းမှာယခုတိုင်ရှိသည့်ခွေးအိုရန်ကြီးအောင်ကိုကာတွန်းဝင်းမောင်ကလက်ကမြင်ပြီးလမ်းမကောက်လာကားစမျက်လုံးပွင့်စကလေးဖြစ်ရာနိုးတိုက်မွေးခဲ့ရသည်လူနှင့်အတူတိတ်ခဲ့ရ၏ရန်ကြီးအောင်သည်အခါလေသားအထိကျွန်တော်တို့နှင့်ကရင်ပေါ်တွင်အိတ်ခဲ့၏ယခုလဲဧကန်းကကုရှင်ပေါ်မှာအိတ်လျက်ထိုင်လျက်ပါသည်မေသည်တရိษံကိုချစ်တန်မှန်းတီးတော့အိမ်နီးပါးများတို့သည်ခွေးများကြောင်များကိုပေးတတ်ကြ၏ဒင်းကလည်းပေးလာသမျှကိုယူ၍နာမည်အတီးတီးမဲ့ကကျွေးမွေးပြုစု၏ကျွန်တော်တို့အိမ်ကခွေးများကြောင်များသည်အင်မတန်တင့်မြတ်ကြ၏သူတို့အချင်းချင်းသည်ကိုယ်အိမ်သားများဖြစ်ကြသည်ဟုတီးကြပြီးတကယ်တော့အခြားအိမ်ကခွေးကြောင်ကြက်ဘဲတို့ကိုလည်းသူတို့ခွဲခြားတတ်ကြ၏အထူးသဖြင့်ခွေးများကတီးခြင်းပင်ကိုကြက်ကိုအခြားကြက်လာခေါ်ပါကတခြားကြက်ကိုကိုက်လွတ်၏တခြားကကြောင်လာလျင်မောင်းထုတ်၏သူတို့အချင်းချင်းကတင့်မြတ်လိုက်ကြသည်မှာမပြောနဲ့တော့အစာကျွေးလျင်တစ်ခွက်ထဲလဲအတူစားတတ်ကြ၏အေးချမ်းသောရာသီများတွင်ခွေးတကောင်ကြောင်၄-၅ကောင်စီစုပြုံ၍အိတ်နေကြပုံများရောင်စုံဂုံးပုံကြီးတစ်ဖွဲကြီး၍ကောင်းလာပါ၏အချို့ကခွေးနှင့်ကြောင်သည်တင့်မြတ်တာမတွေ့ဘူးဟုဆိုကြပါ၏အချို့အိမ်လာလေသောကင်မရာပါသည့်မိတ်ဆွေများကမူဓာတ်ပုံရိုက်ယူသွားကြ၏စင်စစ်ခွေးနှင့်ကြောင်တဘာဝအားဖြင့်မသိမြတ်ကြတော့လဲအတူတူချစ်ခင်ပြုစုသူလူမသဆင့်မေတ္တာကူးဆက်သွားတာဖြစ်တန်ရာ၏ဖြစ်နိုင်ရာ၏မေသည်အိမ်ရှိတရိษံများကိုသူ့သားသမီးလိုသဘောထားသည်လာအမေစီလာအမေကျွေးမယ်တားနေမကောင်းဘူးလားသမီးအနာစီးထည့်ပေးမယ်စသည်ဖြင့်ပြောတတ်၏ဒီအထိကျွန်တော်ကိုပါခွေးတွေကြောင်တွေ၏ဖအေးကြီးဟုဆွဲထက်ပြောတတ်၍အစတွင်ကျွန်တော်နားကြရအတော်ခက်၏ဟေးခွေးအဖေကြောင်အဖေလို့လူကြားမကောင်းပါဘူးကွာဟုပြောခဲ့ဘူး၏နောက်တစ်နေ့လောက်ကြာမှနားရင်သွား၏မေဒီခွေးတွေကြောင်တွေအနာတရားဖြစ်လျင်မယုံမရှာပြုစုတတ်သည်ခွေးများကိုရက်မှန်မှန်စိတ်ရှည်လက်ရှည်ရီချိုးပေးသည်တန်ချပေးသည်ကျွန်တော်သည်ဤအလုပ်မျိုးတွေမလုပ်နိုင်ကြောင်းတရိษံကိုဤမြမချစ်နိုင်ကြောင်းဝန်ခံပါသည်သူကတရိษံကိုချစ်တာသည်ဘာမှမျှော်လင့်ချက်မထားတန့်စင်မုံမြတ်သောမေတ္တာရှင်ဖြစ်သည်ဟုပြောပါသည်ကျွန်တော်မငင်းနိုင်ပါသူသည်တရိษံနေနဲ့လဲစိတ်ရှည်လက်ရှည်စကားပြောတတ်၏ညီတို့ပြောပါသည်ဥပမာတစ်ခုပြပါမည်ယခုကျွန်တော်အိမ်၌အိမ်ပေါ်တွင်နေသောအိမ်အောက်တွင်နေသောခွေးများလည်းရှိသေးသည်ရန်ကြီးအောင်နှင့်ပေတလူးမြည်သောခွေးနှကောင်ရှိရာတခါတရံ၌ပေတလူးသည်ခွေးငယ်ပြီးညစ်ပတ်ပေရေးစွာစော့ကစားပြီးအိမ်ပေါ်တက်လာ၍ကလထိုင်ပေါ်တက်အိတ်တက်၏ထိုအခါအခြားကလထိုင်၌ခွေနေသောရန်ကြီးအောင်ကခေါင်းထောင်ကြည့်ပြီးဆိုလျင်အနီးရှိမက်ရွှေမေကဘာလဲညီညီလေးကညစ်ပတ်ပြီးအိမ်ပေါ်တက်လာတယ်
ဒါကိုကိုကြီးကမကြိုက်ဘူးမိမိကဆုံးမပေးပါအောင်ဟတ်လားအေးကွယ်မိမိကဆုံးမမှာပေါ့ညီညီလေးကငယ်သေးလို့မတီသေးလို့ဟာပဲညီညီလေးကလည်းပြောလိုက်နောက်ကိုဒီလိုရှောက်မစော့တော့ပါဘူးလို့ခွေးနှစ်ကောင်ကတော့ဘာမှတိမြင်မဟုတ်သူကသာတားနှစ်ယောက်ကြားမအေလိုလို့၍တားနေခြင်းဖြစ်၏ဒီလိုဟာသည်လူပြည်၌ရှိလိမ့်မည်ဟုကျွန်တော်မထင်ခဲ့ယခုမှကိုဇနီးအဖြစ်နဲ့တွေ့နေရခြင်းဖြစ်၏တခါတရံလှုပ်သက်သေး၏ကျွန်တော်အရက်တောက်နေစဉ်အနီးတို့ကြောင်တကောင်ချီ၍လာခဲ့ပြီးပြောလိုက်စမ်းသမီးအဖေကြီးအရက်တွေတိတ်မတောက်နဲ့လို့အမူးလွန်တော့မနှက်ဖြတ်မနှက်ခေါင်းကိုက်ပြီးချာမရေးနိုင်မဲနေအောင်မဲလို့သူသည်တရိษံကိုတားမြေးလို့သဘောထားနေခြင်းဖြစ်သည်ကျွန်တော်နှင့်ရကာစားကသူဤစိတ်ထားကိုကျွန်တော်နားမလည်သည်ဒီစာအစကဖော်ပြခဲ့သောကြောင်မကလေးခွေးကိုက်လို့တည်ဒီမှာသူနှင့်ကျွန်တော်ညားပြီးတနစ်မျှရှိသေး၏ထို့ကြောင့်ကျွန်တော်ကမူလဇာတိအတိုင်းကြောင်သားစားမည်ပြုခဲ့သေး၏ချမ်းအေးသောစောင်းရသည်မှာနှင်းရည်ဆက်ဆက်ညူဝေလျက်သည်နနက်ခင်းကြီးလူလဲမီးလုံးကြောင်လဲမီးမြိုက်ရတာခိုက်ဟင်းထမင်းမြင်မြင်ကတွင်စိန်တွေ့ရောဟဲ့အောင်းမေတော့တကယ်တည်းမက်ရွှေမီကတာသမီးတည်တယ်လို့ငိုပါလေတော့ကျွန်တော်မှာပထမဖြင့်အံ့အားပင်တင်သွားပြီးတော့မှသူ့ဆန္ဒအတိုင်းတူး၍မြေမြုပ်ပြစ်ရပါတော့၏နောက်ဆုံးစစ်တမ်းရွှေဘဟိုစီတန်းများကိုလာမကြားရတာကြားလေပြီလေးလာရသည်ဟုဆိုရိုးရှိ၏ယခုကျွန်တော်ကြောင်သားမစားရသည်ကတော့၄နှစ်လည်းမက၈နှစ်လည်းမက10နှစ်ကြီးများပင်ကြော်ခဲ့ပြီသူနှင့်ရပြီးကလေးကဆိုပါတော့ထို့ကြောင့်ဒီကနေ့ကဖြင့်မိမိဇာတိဘဝကိုပြန်လည်ဆက်တဲ့တော်မူဟု1968ယခုနှစ်ဧပြီလတကြံရက်အတွင်းနေကင်းနေပူပြင်းအချိန်မှာပင်ကျွန်တော်ဒီအိမ်ပေါ်ထက်မီးဖိုဆောင်အတွင်းမီးသွေးမီးဖိုကိုပြင်ဆင်လေပြီးကြောင်မီးမြရန်တဲ့ဒီကြောင်မတော့တက်ကိုစားပြစ်လိုက်ရမှငါကျေနပ်မည်ဟုအာမန်မွေးထား၏ဒင်းစော်ကားလွန်းသည်မရိုင်းလွန်းတယ်ဖြက်စီးလွန်းတယ်လူကိုတည်ပြီးစိတ်မချမ်းမသာဖြစ်စေတယ်သူ့ကိုတက်ရရန်သူ့အပြစ်တွေကိုစိတ်ထဲမှာတဖွာဖွာတွေးနေရ၏ဤစာတနေရာ၌ဖော်ပြခဲ့သည်ကျွန်တော်တို့အိမ်တွင်ကြောင်အစိတ်30ရှိခဲ့ဘူးသည်ဟု1962 63ခုနှစ်တွင်ဖြစ်၏ဒီတုန်းကျွန်တော်တို့အိမ်မှာခွေးတွေကြောင်တွေစုပုံပုံနေကြသဖြင့်အိမ်လာသောမိတ်ဆွေများကခမားအိမ်ကတရိษံယုံကြနေတာပဲဟုပြောပြကြ၏အချို့ကမူတော်တာဆွေကြောင်တရားဘူဖြစ်အောင်လုပ်နေတာဗျဟုဆိုကြ၏ကြောင်တရားဘူဆိုသောစကားကိုကျွန်တော်သဘောကျ၏သို့တော့ကျွန်တော်ဒီဤပွဲနှင့်မထိုက်ပေတနေ့တနေ့ကြောင်တစ်ကောင်အစိမ့်မိလာ၏အိမ်ပေါ်မှာလာအံ့၏ထိုကြောင်အံဘက်ကိုသူတို့ထုံးစံအတိုင်းအခြားကြောင်များကငါးကြော်နှံ့မှုသဖြင့်စားကြပြန်၏ဟာကြောင်တွေတစ်ကောင်ပြီးတစ်ကောင်အစိမ့်တင်ကြပြီးအိမ်ပေါ်တွင်မကဘဲအိမ်အောက်တွေပါပြေးဆင်းပြီးအံ့ကြ၏ဒါကိုခွေးများကပါဝင်စားကြသဖြင့်ခွေးတွေပါအစိမ့်တင်ခွေးတွေကအံ့ကြက်တွေကပါဝင်စားဟာအဲ့ဒီ2ရက်3ရက်အတွင်းကျွန်တော်တို့အိမ်မှာတေလိုက်ကြတဲ့ကြောင်တွေခွေးတွေကြက်တွေဗျာတောက်လဲရောတကောင်တေတိုင်းတခါငိုတဲ့ဒေါ်ရွှေမီလဲမငိုနိုင်တော့ဘူးတရိษံတေရင်ကျွန်တော်ပေးဗျာဆိုပြီးသူ့ဘူးစင်ချေရင်မှာမြုပ်လေးရှိတဲ့ကိုသိန်းဖေကလည်းခဏခဏတွင်းတူရဖိုးရတာလက်အံသေးရောဒါနဲ့အဲ့ဒီတတုတ်မှာကျွန်တော်တို့အိမ်ခွေးတွေကြောင်တွေတော်တော်ရှင်းသွားတယ်ခွေး3ကောင်လောက်နဲ့ကြောင်10ကောင်လောက်ပဲကြံတော့တယ်ကြောင်တွေဟာနောက်ထပ်ပြန်ပြီးပေါက်ဖွားလိုက်အောင်ပဲထင်ခဲ့တယ်ဒါပေမဲ့အစိတ်တင်ပြီးကြတဲ့နောက်မှာမတေခဲ့တဲ့ကြောင်တွေလည်းတားသမီးတော့မွေးပါတယ်အဖက်မတင်ကြတော့ဘူးပေါက်ပြီးတပတ်နှစ်ပတ်အတွင်းမှာပဲတေကုန်ကြတယ်နှိုးပြီးကြောင်တွေလည်းအကျင့်စာရိတ္တမကောင်းဖြစ်လာကြတယ်ဘလောက်ဝအောင်ကြွေးကြွေးခိုးစားလာကြတယ်ချေးယူတေးပေါက်တွေလည်းပတ်ဆက်လာကြတယ်လူလုံပေးထားတဲ့ပြာပုံထဲမှာမဟုတ်ဘူးဖြန့်ကျင်းထားတဲ့ငရုတ်ကြက်တော်ထဲမှာလူအိပ်ရာပေါ်မှာတခါတရံများကြမ်းကြမ်းဖန်ဖန်ရေနံစီမိဖို့ပေါ်မှာတက်ပြီးစောင်းကြောင်ထိုင်နေတတ်ကြသေးတယ်ဗျာတွေ့ကြရအကောင်ပလောင်တွေဖန်ဆာပြီးအိမ်ပေါ်နေရအနှံ့ပြားမှာလဲအန်တက်ကြသေးတယ်ဒါတွေကိုအိမ်ကကြောင်မေကြီးဟာမယုံမရှာစိတ်ရှည်လက်ရှည်တင်းစဲတုတ်တင်နေခမသူ့ကြောင်နဲ့သူဒီလောက်ဇွဲမျိုးခံနိုင်တာရှိပါစေ
သို့တော့ကျွန်တော်တီးမခံနိုင်တော့အောင်ဖြစ်တာကတော့ဖတ်တီးလူဆိုတဲ့ကြောင်မလေးပဲခမညာသူတရားပေါက်ဖူးတယ်တကောင်းမှအဖက်မတင်ဘူးဒီကြောင်မလေးဟာတခါမှကြွက်ခုတ်တာလည်းမမြင်ဘူးသူအမြဲတမ်းခုတ်စားပြီးအန်နာကတော့အိမ်ပေါ်ကပိုးဟတ်နဲ့အိမ်ညောင်ကိုပဲခမညာသူ့ဟာသူဘာမဟုတ်တဲ့အိမ်ညောင်ကိုဖမ်းစားပြီးအန်နေသူ့အမေကြီးကအန်ဘတ်ကျုံတယ်ကျွန်တော်ကအနေသားကြီးပဲသို့တော့ပိုးဟတ်အိမ်ညောင်ခုတ်တာကပကံစင်ပေါ်မှာကြောင်အိမ်ပေါ်မှာဆိုတော့မကြာခဏပကံခွက်ရောက်တွေကြာကွဲကုန်တယ်ခမညာဒါနဲ့ကျွန်တော်ကပြောတယ်မအေးကြီးဒီကြောင်မျိုးကအိမ်မှာမထားတဲ့တော့ဘူးကွာတခြားရင်လဲပေးလိုက်ဒါမှမဟုတ်ရင်ဟင်းရင်လဲလုတ်ပြစ်မှာတခြားပေးဆိုတော့ယူမိလူမရှိဟင်းလုတ်ဖို့ဆိုတာကတော့လေသူနားမြမကြားခြင်းဒါနဲ့ကျွန်တော်နောက်ဆုံးဒီကြောင်ကိုတတ်ဖို့ဆုံးဖြတ်လိုက်တဲ့အထိဖြစ်လာတာကတစ်ကျွန်တော်လက်ဖက်ရည်ချမ်းတောက်နေကြဖြစ်တဲ့တာမိုတဘူးကိုခွဲပစ်တယ်မိဖို့ချောင်းကဂွမ်ကနေအတန်ကြားလို့ပြေးလာတော့သူထွက်ပြေးလာတာမြင်လိုက်ရတယ်တဘူးကကြောင်အိမ်ပေါ်ကကြာပြီးကွဲနေပြီနှစ်ကျွန်တော်မျက်စိရှင်းမောက်တွင်ပါဂျာမန်တန်အမတ်ကလက်ဆောင်ပေးတဲ့ Black and White ဝီစကီပလင်းအသစ်ဆက်ဆက်ကျွန်တော်ဖောက်ပြီးတောက်နေတာ၃ခွက်မြငှဲ့ရသေးသည်ကြောင်အိမ်ပေါ်တင်ပြီးအရေးတကြီးကြီးနဲ့တောက်နေတော့ဖြုံးဆိုအိမ်မြောင်တကောင်ကခေါက်မိုးပေါ်မှာဖက်ခနဲပလင်းသားကြလာမက်ရွှေစာကဘယ်နေရာကရောက်လာသည်မသိအိမ်မြောင်လိုက်ဖမ်းလိုက်တာပလင်းကြောင်အိမ်ပေါ်ကကြာပြီးကွဲပါရောလားကျွန်တော်ကြပြားကြရာပြေးကောက်တော့ပလင်းဖင်ဝိုင်းထဲမှာတစ်ခွက်စာလောက်ပဲရတော့တယ်ဒီနေရာမှာကျွန်တော်စိတ်ဆိုးလိုက်တဲ့ဖြစ်ချင်းဒီကြောင်မမတက်ရကိုတက်တေတော့မလောက်ဒီတော့ကြောင်များမိခင်ကဂျားတဲ့ကမောင်ရဲ့သူ့ကိုတက်တော်ရောမောင်ပလင်းကပြန်ကောင်းလာမှာတော့လားတဲ့အေးတဘူးတုံးကလည်းမင်းဒီလိုပြောလို့ငါတီးခံခဲ့ပြီဟေးဒီမှာမင်းပြောတဲ့အတိုင်းပဲပျက်စီးပြီးသားဟာတွေကပြန်မကောင်းတော့ဘူးဆိုတာမှန်နေဒါပေမဲ့ဒီကြောင်ကြောင့်ရှေ့အလားတူဖြစ်မဲ့ဟာတွေဒင်းမတိမချင်းအများကြီးရှိသေးတယ်ဘယ်နေ့ဘယ်ပလင်းလဲဘယ်ဖန်ခွက်လဲဘယ်ပကံလဲတာစရင်မပြနိုင်တယ်ဒီတော့ဒင်းကိုတက်ပြစ်မှပဲအေးမယ်မောင်ရဲ့မေမြင်ရကြားရမဲ့နေရာမှာတော့မလှုပ်လိုက်ပါနဲ့တဲခတ်လိုက်ပါလားကွယ်လူပြည်မှာကြောင်ကလူကိုဒီလောက်စော်ကားတာခံနေရတာရှက်ဖို့လဲကောင်းလာပါပြီကွာအေးမင်းအိမ်မှာမရှိတဲ့တနေ့တော့ဒီကြောင်ကိုငါတက်ပြစ်မှာအမှန်ပဲကွာပေါင်းတီသားများကြောင်အစော်ကားခံရတယ်လို့ကွာဤတို့ကျင်းဝါထားပြီးနောက်ယခုຫນွေတူတောင်ကြီးပြန်သွားမှာနေကောင်းရက်တာ၍ကျွန်တော်ဒီကြောင်မဖတ်တီးလူကိုတက်စားရန်စီမံဖြစ်ပါသည်တကြံသွင်းမှုအင်္ဂါရှိတာတွေရေကစားထွက်သွားကြပြီမိတွေးမိဖို့ကရဲရဲနေပြီမိမြိုက်ပြီးအမွှေးချင်ရန်ဓာဦးဂျုံကိုတထားသည်ဝက်ကောင်လုံးကင်လိုတကိုယ်လုံးကျွတ်နေအောင်တော့အတုံးလှလှခုတ်ရန်ဓမာကြီးကိုလည်းညနေအောင်တွေးထားသည်ကြောင်မဖန်းအဝတ်နှင့်ထုတ်ရင်းတို့လုပ်ငန်းစဉ်စဉ်းစားရင်းမိဖို့ရက်ခတ်ကဒီကြောင်မဗမာနေလဲဟိုဒီကြည့်နေစဉ်တွင်ဟဲ့ခြေခုံကိုတစုံတစ်ခုကနုညံ့စွာလာပြီးပုတ်တက်နေလို့ငုံကြည့်လိုက်တော့အမလေးမဲမင်းကြီးမှဖတ်တီးလူပါလားဒင်းကလေးဘာမှမသိပါလားမောင်ရဲ့ဒီတပူးမျိုးဟာခုနဲ့ဘလောက်ရှားပါတယ်ဈေးဘလောက်ပေးရတယ်မောင်ဝီစကီပလင်းဟာဘလောက်ကောင်းတယ်ဘလောက်အဖိုးတန်တယ်ဆိုတာသူပဲသိပါမလဲမိပြောခဲ့သောစကားများကျွန်တော်နားထဲကြားရောက်လာသည်သူတိတာကပိုးဟတ်နဲ့အိမ်မြောင်လောက်ဟာပဲဒီတပူးကွဲပါစေဝီစကီပလင်းအောက်ကျပါစေဆိုတဲ့စိတ်ထားလဲရှိရှာတာမဟုတ်ဘူးဒီတော့သူ့တက်လို့ကျွန်တော်ခြေစုံကိုကယူကရင်ပုတ်တက်နေတော့ဖတ်တီးလူမကိုကောက်ချီကရဲရဲနေတော့မိဖို့ကိုရှဲကနေရင်းနဲ့ဖြန်းလိုက်ပါတော့သည်အဆုံးအထိနားဆင်ပေးကြတော့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမေတ္တာရက်ခံပါရစေခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ